အီရန်ကိုကြောက်ခစ်ပြန်ရအောင်တိုက်မယ်ဆိုတဲ့ Trump ရဲ့ချင်းချောက်စကားကြောင့်ကမ္ဘာဈေးကွက်တွေဘလို့တောင်ကမောက်ကမဖြစ်သွားခဲ့ပြီလေမင်္ဂလာပါရှင်ပဂရိမှန်တဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါရရှင်ကမ္ဘာရွှေဈေးကတော့ Spot ကိုမှာ 3.48 ရာခိုင်နှုန်းကျဆင်းပြီး 4,689.03 ဒေါ်လာကိုရောက်ရှိသွားပါတယ်။ပြည်တွင်း16ပဲရေအကယ်ဒမီမီလင်းရွှေဈေးကတော့တစ်ကျပ်သားကိုဝယ်ဈေး109,900 ကျပ်ရောင်းဈေး108,900 ကျပ်ရှိပါတယ်။15ပဲရေဆိုရင်တော့ဝယ်ဈေး103,000ရောင်းဈေး102,300ပေါက်ဈေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရေနံဈေးတွေတက်လာတာနဲ့အမျှအတိုးနှုန်းတွေပါဆက်မြင့်လာနိုင်တယ်ဆိုတဲ့ခံမှန်းချက်တွေကြောင့်ရင်းနှီးမြှုပ်နှံသူတွေကရွှေကိုရောင်းထုတ်ပြီးဒေါ်လာဘက်ကိုလှည့်သွားလို့ဖြစ်ပါတယ်ရှင်ရွှေဈေးကွက်အားနည်းသွားချိန်မှာပဲတစ်ဖက်ကအမေရိကန်ဒေါ်လာကတော့အသာစီးရသွားခဲ့ပါတယ်ရှင်အမေရိကန်ဒေါ်လာအညွှန်းကိန်းဟာ3.43 ရာခိုင်နှုန်းတက်လာပြီး69.86ကိုရောက်ရှိလာပါတယ်ထရန့်ရဲ့စီးရေးအရှိန်မြင့်မဲ့လက္ခဏာတွေကြောင့်ဒေါ်လာကိုအလုံးစုံပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီးဝယ်ယူစုဆောင်းလာကြတာပါပြည်တွင်းငွေလဲနှုန်းတွေမှာဆိုရင်တော့အမေရိကန်ဒေါ်လာကိုဝယ်ဈေး4,315 ကျပ်ရောင်းဈေး4,435 ကျပ်ရှိပါတယ်မြန်မာရွှေပြောင်းအလုပ်သမားတွေများပြားတဲ့နိုင်ငံတွေရဲ့ငွေလဲနှုန်းတွေကိုကြည့်မယ်ဆိုရင်လဲထိုင်းဘက်ကဝယ်ဈေး132.45 ကျပ်ရောင်းဈေး136.35 ကျပ်စင်ကာပူဒေါ်လာကဝယ်ဈေး3,340 ကျပ်ရောင်းဈေး3,440 ကျပ်မလေးရှားရင်းဂစ်ကဝယ်ဈေး1,086 ကျပ်ရောင်းဈေး1,106 ကျပ်အသီးသီးရှိနေပါတယ်ဒါအပြင်တရုတ်ယွမ်ကဝယ်ဈေး630 ကျပ်ရောင်းဈေး648 ကျပ်နဲ့ဂျပန်ယန်ကတော့ဝယ်ဈေး29.22 ကျပ်ရောင်းဈေး29.96 ကျပ်ပေါက်ဈေးရှိနေပါတယ်ရှင်ဒေါ်လာဈေးမာလာပေမဲ့တကယ်ကိုအလုတ်ခက်ဆုံးဖြစ်သွားတာကတော့စွမ်းအင်ဈေးကွက်ပါပဲရှင်။ Brent ရေနံဈေးဟာ9.99 ရာခိုင်နှုန်းအထိခုန်တက်သွားပြီးဒဇီကို109.24 ဒေါ်လာ WTI ရေနံကတော့111.54 ဒေါ်လာအသီးသီးရှိနေပါတယ်။ကမ္ဘာရေနံ20 ရာခိုင်နှုန်းဖြတ်တန်းသွားလာနေတဲ့ဟော်မုတ်ရေလက်ကြားပိတ်ဆို့ခံရမဲ့အန္တရာယ်ကြောင့်ရောင်းလိုအားပြတ်တောက်သွားနိုင်တဲ့အခြေအနေကရေနံဈေးကိုထိုးတင်လိုက်တာပါ။ကမ္ဘာရေနံဈေးတွေမြင့်တက်လာမှုနဲ့အတူရန်ကုန်မြို့ရဲ့ပြည်တွင်း73စီဈေးကွက်မှာလည်း92တလီတာကို4,450 ကျပ်95တလီတာကို4,985 ကျပ်ရှိနေပြီးရိုးရိုးဒီဇယ်က9,450 ကျပ်နဲ့ပရီမီယံဒီဇယ်ကတော့6,085 ကျပ်အထိဈေးပေါက်နေပါတယ်ရှင်။ရေနံဈေးတွေထိုးတက်သွားပေမဲ့ရှယ်ယာဈေးကွက်ကတော့မထင်မှတ်ဘဲအနည်းငယ်နလန်ထူလာတာကိုတွေ့ရပါတယ်ရှင်။ S&P 500အညွှန်းကိန်းက3.11 ရာခိုင်နှုန်းတက်ပြီး6,582.69 NASDAQ က3.18 ရာခိုင်နှုန်းတက်ပြီး21,889.18 ကိုရောက်လာပြီးမြဲဒေါင်းဂျုံကတော့3.13 ရာခိုင်နှုန်းကျပြီး46,504.6 ခုမှာပိတ်သွားပါတယ်။အီရန်ကအိုမန်နိုင်ငံနဲ့ပူးပေါင်းပြီးရေလက်ကြားဖြတ်တန်းခွင့်အတွက်သဘောတူညီချက်ရေးဆွဲနေတယ်ဆိုတဲ့သတင်းကြောင့်ရှယ်ယာရှင်တွေမျှော်လင့်ချက်ပြန်ရှင်လာတာပါ။ဒါပေမဲ့နည်းပညာကဏ္ဍမှာတော့တက်ဆာရဲ့ကားတင်ပို့မှုဟာမျှော်မှန်းထားတဲ့အစည်းအဝေးအစားပိုနေခဲ့လို့ရှယ်ယာဈေးက9.4 ရာခိုင်နှုန်းထိုးကျသွားခဲ့ပါတယ်ရှင်။ရှယ်ယာဈေးကွက်မှာမျှော်လင့်ချက်ရောင်ချီတန်းနေသလို digital ငွေကြေးဈေးကွက်မှာလည်းအတက်အကျအားပြိုင်မှုတွေရှိနေပါတယ်ရှင်။နာမည်ကြီး Bitcoin ဟာ2.5 ရာခိုင်နှုန်းကျဆင်းသွားပြီး66,838.1 ဒေါ်လာအီသာရန်ဟာဆိုရင်လည်း4.68 ရာခိုင်နှုန်းအထိကျဆင်းသွားပြီး2,055.23 ဒေါ်လာကိုရောက်သွားပါတယ်။ဒါပေမဲ့အခြားသော altcoin တွေကတော့အနည်းငယ်ပြန်လည်ဥမော့လာတာကိုတွေ့ရပါတယ်။ HRP ဟာ3.53 ရာခိုင်နှုန်းတက်လာပြီး1.3199 ဒေါ်လာဆိုလန်နာက3.16 ရာခိုင်နှုန်းတက်ပြီး89.135 ဒေါ်လာနဲ့ကာရာနိုဆိုရင်3.06 ရာခိုင်နှုန်းတက်ပြီး3.2438 ဒေါ်လာအသီးသီးရှိနေပါတယ်။မီကွိုင်တစ်ခုဖြစ်တဲ့ Dogcoin ဟာလည်း3.31 ရာခိုင်နှုန်းတက်လာပြီး3.393426 ဒေါ်လာကိုရောက်ရှိနေပါတယ်ရှင်။ဒီနေ့အတွက်ဈေးကွက်တစ်ခုလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ကျွမ်းကျင်သူများရဲ့အဆိုအရလက်ရှိဟော်မုတ်ရေလဲကြားပိတ်ဆို့မှုဟာ AB လကုန်အထိဆက်ရှိနေနိုင်ပြီးဒေါင်းလွန်အားရောကြမှုနဲ့အတူဈေးကွက်မတည်ငြိမ်မှုတွေဆက်ဖြစ်နေမယ်လို့ရှုမြင်ကြပါတယ်ရှင်။အခုလိုအချိန်နဲ့တပြေးညီဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။မနေ့ကမနေ့ကမှပြန်ဆုံပါမယ်အားလုံးပဲအဆင်ပြေကြပါစေရှင်။